လောကလူတွေကလိန်ပြောရမှအစင်ပြေတယ်လို့ယူဆကြတယ်မဟုတ်ပါဘူးပြောကြရှင်မှန်တိုင်းပဲပြောလို့ရတယ်သို့တော့မြတ်စွာဘုရားသွန်သင်ဆုံးမထားတာချီပါဇက်ဆိုတာမပြောဘဲနေလို့လည်းရတာပဲလေလိန်ပြောမှမဟုတ်တာအဲ့တော့လိန်ရမယ်ဆိုလိန်ပဲနေမယ်ပေါ့မပြောဘဲနေမယ်ပေါ့လိန်လိုက်လို့ရှိရင်လိန်ထားတဲ့အကြောင်းအရာတစ်ခုကပေါ်လာလို့ရှိရင်ဒီလူဟာလူလိန်ဆိုပြီးတော့သိပြီးတော့မယုံကြည်ကြတော့ကိုလိန်လိုက်တဲ့အတွက်ကြောင့်တစ်ဖက်သားမှာအကျိုးပြတ်သွားရင်ပို့ပြီးတော့ဆိုးတဲ့ပြစ်မှုတစ်ခုဖြစ်လာတစ်ဖက်သားကိုထိခိုက်နေတာဒါကြောင့်မို့မြတ်စွာဘုရားအပြောနဲ့ပတ်သက်ပြီးတော့ဆုံးမသွန်သင်ထားတာ